ကျွန်တော်ဒီနေ့ဆေးဘာကြောင့်ကျွတ်တယ်လဲပေါ့နော်ရာဘာဆေးတွေရိုက်တဲ့အခါကျရင်ဘာကြောင့်ဆေးကျွတ်တယ်လဲပြီးရင်ဆေးမကျွတ်အောင်ဘယ်လိုရိုက်မလဲပေါ့အဲ့ဒီဟာလေးကိုကျွန်တော်ပြောပြပေးမယ်နော် Okay let's go အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ beginners တွေအများဆုံးကြုံနေတဲ့ပြဿနာပေါ့နော်အဲ့ပြဿနာလေးတစ်ခုကိုကျွန်တော်ပြောပြပေးမယ်ဘာပြဿနာလဲဆိုဆေးကျွတ်တာရိုက်ပြီးလို့ရေလျှော်ရင်ဆေးကျွတ်တာဆိုတော့အဲ့ဒါကြီးကဘယ်လိုစဖြစ်သလဲပေါ့ဘာကြောင့်ဆေးကျွတ်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ကအရင်ဦးဆုံးဒီဆေးတွေရဲ့ solution တွေပေါ့နော်ဆေးတွေရဲ့ solution တွေဒါတွေကိုနားလည်ထားမှပဲဒီပြဿနာကိုဖြေရှင်းနိုင်မှာပေါ့လေအများဆုံးဖြစ်ကြတာတော့ရေဆေးပဲဗျကျွန်တော်လာမေးတဲ့ဟာတွေကလည်းဒီရေဆေး rubber ဆေးပေါ့နော်ဒီရေဆေး rubber ဆေးမှာဖြစ်ကြတယ်ကျွန်တော်တို့လည်းအချိန်ကာလတစ်ခုထိတော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့သင်ကြားပေးတဲ့ဆရာတွေရဲ့ကောင်းမွန်မှုကြောင့်ဒီလိုပြဿနာတွေရှင်းသွားတယ်ပေါ့ဗျာပြောရလို့ရှိရင်တော့ဒါကျွန်တော်တို့ဆိုအရင်တော့မသိဘူးရေဆေး rubber ဆေးရိုက်တယ်ဆိုရင်ကျွန်တော်တို့ကထားပါဆိုအဖြူရိုက်မယ်ပေါ့ဗျာနော်အဖြူရိုက်မယ်ဆို01ထည့်မယ်ပြီးတော့ရင်ကျွန်တော်တို့အဲ့မှာဟလာဟိုနှိုးရည်တို့အပိတ်ဆေးတို့ရှောက်ထည့်တာပေါ့ဗျာဒီမှာတစ်ခါကျရေတွေပါထည့်တာပေါ့လေအဲ့မှာပြဿနာဖြစ်တာပဲဘာပြဿနာလဲဆိုလို့ရှိရင်အဓိကကျွန်တော်တို့နားလည်ထားရမယ့်ဟာဒီရေဆေးဒီရေကိုအခြေပြုပြီးတော့ထုတ်ထားတဲ့ဆေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရိုးရိုးလေးစဉ်းစားကြည့်လိုက်ရအောင်ခွက်တစ်ခွက်ထဲမှာရေပဲထည့်ထားမယ်နော်ခွက်တစ်ခွက်ထဲမှာကျွန်တော်ရေပဲထည့်ထားမယ်အဲ့ဒီရေထဲကိုကျွန်တော်တို့တကြားပေါ့ဒိုဒီမဟုတ်စားပေါ့ something တစ်ခုခုပေါ့နော်အဲ့လိုအမုံတစ်ခုခုလာပြီးတော့ဟိုလက်ဖေးစုံလေးနဲ့လာထည့်လိုက်မှွေကြည့်လိုက်ဘာဖြစ်သွားမလဲဆိုအဲ့ဒီရေထဲမှာကျွန်တော်အဲ့တကြားလေးတွေပျောက်သွားမယ်ပျော်သွားမယ်အဲ့တော့ကျွန်တော်တို့ကဒါသူ့ရဲ့ပျော်ဝင်မှတ်လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ငငယ်ကလည်းသင်ရပါတယ်အဲ့တော့သူ့ရဲ့ပျော်ဝင်မှတ်ပျော်သွားပြီကုန်သွားပြီโอเคအဲ့တော့နောက်ဆုံးထပ်ထည့်မယ်ထပ်ထည့်ဘာဖြစ်လဲနည်းနည်းပျော်သွားမယ်နည်းနည်းအမှုံလေးတွေကြံခဲ့မယ်အဲ့ဒါအောင်မှကိုယ်အနေနဲ့ကခုနပြောသလိုဟိုတကြားပဲဖြစ်ဖြစ်စားပဲဖြစ်ဖြစ်နောက်4 5 6ဆွန်းလောက်ထပ်ထည့်လိုက်တဲ့အခါကျတော့ဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်အဲ့ဒီရေဒီလုံးဝဒီတကြားတွေစားတွေကိုမဖြော်ပြစ်နိုင်တော့ပြောမှဆိုရေကလုံးဝဒီအမှုံတွေတိုင်းအခဲတွေတိုင်းပြန်ပြီးကြံလာခဲ့လိမ့်မယ်ဒါတွေကတော့ဟိုကျွန်တော်ဥပမာအနေနဲ့ပြောပြတာပေါ့နော်လူတိုင်းလည်းလုပ်ဖူးကြပါလိမ့်မယ်ဒီလိုလေးတွေတော့အဲ့တော့ကျွန်တော်တို့ရေတိုင်းမှာဒီရေအခြေပြုပြီးထုတ်ထားတဲ့ဆေးတွေဖြစ်တာဖြစ်တဲ့အတွက်သူ့မှာပျော်ဝင်မှတ်ဆိုတာရှိတယ်ဗျအဲ့ဒါလေးကိုကျွန်တော်တို့တွေကလစ်လူရှုထားတာပေါ့နော်မသိကြဘူးပေါ့တချို့ကြောက်လဲအဲ့တော့ကျွန်တော်ဒါလေးပြောပြမှာအဲ့တော့ပျော်ဝင်မှတ်ဆိုတာရှိတယ်အရေးဒီသူ့ရဲ့ပျော်ဝင်မှတ်ရောက်သွားရင်သူပြောမလို့ထပ်ပြီးတော့ဒီကောင်လေးကိုမထိန်ပေးထားနိုင်တော့ဘူးပေါ့သူပြည့်သွားပြီပေါ့သူ limit ဖြစ်သွားပြီပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ပြဿနာဒီရေဆေးတွေ rubber ဆေးတွေရိုက်တဲ့အခါမှာဆေးကျွတ်တယ်ဆိုတာအဲ့ဒါပဲကျွန်တော်တို့ကဒီသူ့ရဲ့ခန္ဓာရည်အားတစ်ခုရှိတယ်ဒီဆေးတွေမှာလေသူ့ရဲ့ပျော်ဝင်မှတ်ရှိတယ်အဲ့ပျော်ဝင်မှတ်ထဲမှာကျွန်တော်တို့ကဘိုင်နာတွေထည့်တယ်တချို့ဆိုဟိုကြုံမှုကြပါလိမ့်မယ်ကျွန်တော်တို့ဘယ်လိုဟာမျိုးတွေဖြစ်မလဲဆိုလို့ရှိရင်ထားပါဆို02လို့ဟာမျိုးပေါ့နော်02လို့ဟာမျိုးဒါ clear type ပေါ့ clear type ဖြစ်တယ် gel type ဖြစ်တယ်အယောင်မပါဘူးအဲ့ဒါကိုကျွန်တော်တို့အနီလိုချင်တယ်အနီလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဥမာတချို့ဆိုရှိတယ်အနက်ပေါ်ရိုက်မယ်ပေါ့နော်အနက်ပေါ်ရိုက်မယ်ဆိုတော့ပိုနီချင်အောင်ဆိုပြီးကျွန်တော်ဘိုင်နာတွေအတကုံထည့်တာဘိုင်နာတွေကိုအတကုံထည့်ပြီးတော့ဆေးကိုမှွေထားတယ်ခွက်ထဲမှာအမှန်ပဲလေဆေးကပြောမှဆိုလို့ရှိရင်ဘာမှမဖြစ်ဘူးမပြောင်းလဲဘူးအဲ့ဒါကိုကျွန်တော်အင်ဂျင်ပေါ်တင်တယ်ရိုက်တယ် dryer မှုတ်တယ်တချို့ဆို heat press တွေပါတယ်ဖိတယ်ပြီးသွားပြီမသိဘူးကိုမသိဘူးပြောမှလို့ရှိရင်ဒီကိစ္စတွေကိုမသိဘူးဘာလို့ကသိတယ်လဲဆို customer ကသိတယ်သူစီကိုအဲ့အထေရောက်လာတော့ तू ကအင်ဂျင်ဝတ်မဲဟလားရေလျှော်လိုက်လဲလျှော်လိုက်ရောအဲ့ဒီဟာတွေအကုန်ကုန်ကျွတ်ကုန်ဘယ်ဟာတွေကကျွတ်တာလဲဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ဘိုင်နာတွေကကျွတ်တာဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအလွန်အကျွံတွေထည့်ထားတာဖြစ်တော့သူ့ရဲ့အရေရဲ့ထိန်းဟိုဒီဆေးရဲ့ဟာလားထိန်းသိမ်းထားနိုင်မှုပြောမှဆိုလို့ရှိရင်ဒီပျော်ဝင်မှတ်ကိုကြော်ထွက်အောင်ကျွန်တော်တို့ထည့်ပလိုက်တာဘိုင်နာတွေဆိုအတကုံထည့်ထားတယ်နေကျင်စောတွေနဲ့ဟိုပြကျင်စောတွေနဲ့ပေါ့နော်ထည့်ထားတယ်ပြီးသွားရင်ကျွန်တော်တို့ဟာလားနှိုးရည်တွေလိုဟာမျိုးတွေလာထည့်တယ်မပိတ်ဆေးတွေထည့်တယ်ဆိုတာဖြစ်တော့ရေတွေဟိုပြောမှဆိုဒီဆေးထဲမှာသူထိန်းချုပ်ပေးထားနိုင်တဲ့ပမာဏထားတဲ့ကြော်လွန်တဲ့အရေးတွေအများကြီးလာရောနေတယ်လာရောနေတော့ तू ကလူမဟုတ်တာဖြစ်တော့ခမားတို့မပြောဘူးငါမခံနိုင်တော့ဘူးမပြောဘူးသူ့ဘောင်နေပြီးတယ်ဒါပေမဲ့ तू ဘယ်မှာပညာပြလဲ तू ဘယ်မှာဟိုဟာဖြစ်လဲဆိုအင်ကြီးရေလျှော်တဲ့အချိန်မှာအကုန်ကျွတ်သွားတာအဲ့တော့ကျွန်တော်တို့တွေကနောက်ပိုင်းမှာတိလာတဲ့ဟာကြတော့ rubber ဆေးပဲဖြစ်ဖြစ်ရေဆေးပဲဖြစ်ကျွန်တော်တို့ရိုက်တယ်ဆိုကျွန်တော်တို့ဘာနှုတ်အိမ်မှာမထည့်တော့မကျွတ်ဘူးအဲ့တော့ကျွန်တော်တို့တွေကဘယ်လိုအခြေအနေမျိုးထည့်ရမလဲဒါဆိုရင်အဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုပုံမှန်ဆိုကိုပါကိုလည်းပြန်ဆန်းလို့ရတယ်ဗျာကျွန်တော်တို့ဘိုင်နာကိုနည်းနည်းချင်းစီစထည့်ကြည့်မယ်နည်းနည်းချင်းစီထည့်မယ်တော့ပြောလို့ဘိုင်နာကနည်းနည်းလေးထည့်ထားလို့ရှိရင်တော့ဒီခုနပြောတဲ့02ထဲမှာသူကအယောင်တိတ်တက်မှမှာမဟုတ်ဘူးပေါ့နော်အယောင်လုံးဝတက်လာမှာမဟုတ်ဘူးအဲ့တော့နည်းနည်းထည့်နောက်ဆုံးဘယ်လိုအချိန်မှရက်သွားမလဲဆိုရင်ကျွန်တော်တို့ဆက်ထည့်လို့ရှိရင်လည်းအဲ့ဒီအယောင်ကပိုပြောလို့မပြောင်းလဲတော့အယောင်ငြိမ်သွားပြီအဲ့လိုအခြေအနေမျိုးကျရင်တော့ကျွန်တော်တို့ရက်လိုက်သင့်ပြီဘိုင်နာကိုထပ်ပြီးမထည့်ရတော့အဲ့တော့ကျွန်တော်တို့ကတော့ပြောရလို့ရှိရင်ဒါကိုဟာကိုတွတ်ထုတ်ထားတဲ့ ratio လေးတစ်ခုရှိတာပေါ့နော်အဲ့ဒါတော့ဘာလဲဆိုရင်ကျွန်တော်တို့အနေနဲ့ကဆေးထားပါဆို100 gram ဆိုလို့ရှိရင်
ကျွန်တော်တို့ဘိုင်နာကို5% ထက်ပိုပြီးကြော်မထည့်ဘူးပြောမှဆိုဆေး100 gram ထည့်ရင်ဘိုင်နာ5ပဲ5ကအများဆုံးတော့အဲ့ထက်ကျွန်တော်တို့မကြော်တော့ဘူးမကြော်ထည့်မယုံလို့ရှိရင်လည်းအဲ့ဒီ5ထက်ကြော်ပြီးထည့်ကြည့်လိုက်အနီးကထပ်ပြီးနီးနေသေးလားမနီတော့ဘူးလားမနီတော့ရက်လိုက်တော့ဘူးဆိုတော့ကျွန်တော်တို့ကတော့အဲ့လိုပုံစံမျိုးနဲ့သွားတာပေါ့နော်ရိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ heat brush ကိုအပူချိန်ထားပါဆိုရေသေးဆိုရင်ကျွန်တော်180လောက်ကျွန်တော်ဖိတယ်180 10စက္ကန့်လောက်နဲ့ကျွန်တော်တို့အပူကြက်ကြက်လေးနဲ့ဖိလိုက်တဲ့အခါကျလို့ရှိရင်တော့ဆေးကျွတ်တယ်ဆိုတဲ့ပြဿနာမရှိတော့ဘူးပေါ့နော်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ကတချို့ကကျတော့ရိုက်ပြီးချင်းheat brush ဖိတယ်ဖိပြီးရင်သွားလျှော်ကြည့်တယ်ချက်ချင်းဆိုတော့အဲ့မှာကျွတ်နေပြန်ဆိုအဓိကဘာဖြစ်တာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကတချို့ကကျတော့ဗျဆေးကိုကောင်းကျင်စောနဲ့ပေါ့နော်ထူကျင်စောနဲ့နှစ်ကုတ်သုံးကုတ်ရိုက်ပလိုက်တာတွေရှိတယ်ရှိတော့ကျွန်တော်တို့ dryer မဟုတ်တဲ့အချိန်မှာဒီဆေးတွေကအပေါ်ယံပဲသူကခြောက်သွားတယ်ပြောရလို့ရှင်ဒီအောက်အတွင်းသားအလွှာတွေကမခြောက်သွားဘူးမခြောက်သွားတာဖြစ်တော့သူ့အထဲမှာ moisture တွေရှိနေတယ်ရေဓာတ်တွေပေါ့နော်ရေငွေ့တွေရှိနေတာဖြစ်တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကပြောလို့ safe ဖြစ်တဲ့အခြေအနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့ရိုက်မယ်တနေရာမှာရေငွေ့ပြန်တဲ့နေရာမှာတော့မထားနဲ့ပေါ့နော်ရေလွတ်တဲ့နေရာမှာတနေရာမှာထားမယ်ထားပြီးရင်နောက်နေ့ကျရင်ပြန်ပြီးတော့ဒီကောင်ကို heat brush ပြန်ဖိမယ်ဒါဆိုရင်တော့လုံးဝစိတ်ချရတဲ့အခြေအနေဖြစ်သွားပြီစိတ်ထက်ပြီးကျွတ်စရာမရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ကတော့အဲ့လိုပုံစံမျိုးလေးတွေလုပ်တယ်ပေါ့ခုနကပြော rubber ဆေးပေါ့ rubber ဆေးဆိုတာ01ပေါ့နော်01လို့ဟာမျိုးမှာကျွန်တော်တို့အယောင်ရောကျင်တယ်ဆိုလို့ရှိရင်လည်းထုံးနည်း၎င်းပဲပြောမှဆိုလို့ရှိရင်သူ့ရဲ့ခံနိုင်တဲ့ပမာဏရှိတယ်ဒါပေမဲ့01ဒီကာလာအနုဖြစ်တာဖြစ်တဲ့အတွက်တော့ပြောရရင်ကျွန်တော်တို့ကအများဆုံးအဖြူအနေနဲ့ပဲရိုက်ကြတာများပါတယ်အဖြူအနေနဲ့ရိုက်တယ်အယောင်နုတွေပေါ့နော်အဝါတို့မိုးပြာတို့အစိမ်းနုတို့ဒီလိုဟာမျိုးတွေလိုချင်တော့မှသာကျွန်တော်တို့ကဒါ01နဲ့ရိုက်ကြတာပေါ့01နဲ့ရိုက်ကြဆိုအဲ့01ကိုလည်းခုနကပြောသလို01သူ့ဘာသူငကိုတွေကသူ့ရဲ့အယောင်ကအဖြူရောင်ဖြစ်တာပြောမှဆိုအယောင်ကာလာပါပြီးသားအဲ့ဒါကိုတချို့ကဘယ်လိုခေါ်မလဲအနက်ပေါ်မှာရိုက်ချင်တယ်ဒါမျိုးတွေလာတာပေါ့နော်အနက်ပေါ်မှာရိုက်ချင်တယ်02တို့အာကိုတို့ကြတော့အနက်ပေါ်မှာရိုက်လို့ရှိရင်ဆေးရမပိတ်ဘူးအောက်သားတွေပြန်တက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့01နဲ့ကိုဘိုင်နာအတကုံရောထည့်တာအဲ့တော့01ဘာဖြစ်နေပြီလဲဆိုကျွန်တော်တို့ရေလိုဖြစ်နေပြီကျဲတောက်နေပြီအဲ့ဒါကိုရိုက်ချတယ်ပြီးလဲပြီးတော့ဆေးရဲ့ solution တွေလည်းကျသွားတယ်ပြောရလို့ရှိရင်လေဆေးသားလည်းမပိတ်တော့ဘူးအယောင်လည်းကျွတ်တယ်အဲ့တော့အဲ့ဒီဟာတွေကတော့မှားတယ်ပေါ့နော်ကျွန်တော်တို့မလုပ်သင့်ဘူးပေါ့အဲ့တော့ဒီနေ့ပြောတဲ့အကြောင်းအရာကတော့အဓိကကျွန်တော်ဆေးမကျွတ်အောင်ဘယ်လိုရိုက်မလဲဆိုတာနဲ့ဆေးဟာဘာကြောင့်ကျွတ်တယ်လဲဆိုတဲ့ဟာကိုပဲကျွန်တော်ပြောပြတာပေါ့အားလုံးအဆင်ပြေကြပါစေ Vertex ကအောင်ကျော်မြတ်ပါ